reach the final segment of today's celebrations. Let's invite all the singers on stage, our guests of honors, and all the EC members to sing our final song, Welcome to Chinland. Let's all stand up as well. အခုကတော့အစစ်စစ်ရဲ့နောက်ဆုံးပိုင်းကိုရောက်ရှိလို့လာပါပြီ။နောက်ဆုံးတစ်ချိန်ဖြစ်တဲ့ချင်းပြည်နယ်တစ်ချိန်ကိုတည်ဆုံပေးဖို့အတွက်အဆိုတော်များအားလုံးနဲ့ organizing committee ရဲ့ EC member များစပေါ်တို့တက်ဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်။ပြီးတော့ပြည်သက်များမတ်တက်ရပြီးတော့တစ်ချိန်အားလုံးအတူတူဆိုလိုက်ကြရအောင်နော်။
Today, on March 2nd, we are pleased to announce the successful conclusion of the Chin Culture Festival 2025! ယေမလာမီယာနဲ့စန်တက်စီတီမှာကျင်းပပြုလုပ်တဲ့ချင်းရွေးရတဲ့လူကြီးမှုဂီတကျော်တင်ပွဲတော်ကြီးအောင်မြင်စွာပြီးဆုံးကြောင်းကြေညာအပ်ပါရှင် Thank you everyone for being part of this celebrations. See you next year and stay safe. Bye! Thank